အဖြူစင်းတာဒိန်ကျင်လိုမလိုက်ဘက်တွေအပြုတ်လိုက်ကြီးထွက်ကြလာတာကိုကြုံဘူးလားဒါကတော့ဟာဗယ်ဂျယ်သုံးတဲ့သူတွေမှာကြုံတွေ့ရမှာပေါ့နော်မှုဆွဲတာဖြစ်တာနော်တဲ့ပျောက်လိုက်ဖြစ်လိုက်နေတဲ့လဲနေတာ9လကျော်6လလောက်ရှိပြီတဲ့ဂျဲတဘူးနဲ့ဟိုတဲ့အထက်ကမကောင်းတာတွေကနိုင်ထွက်ကြတာနော်တဲ့တော်တော်အဆင်ပြေပါတယ်တဲ့73နေပါတယ်တဲ့ဟုတ်ပါတယ်ဒီညီမလေးပြောသလိုပဲတကယ်ကိုဒီဒိန်ချင်းတို့အဖက်ဖက်တွေဖြစ်တာဟာမှုဆွဲတာပါအဲ့လိုမျိုးမှုဆွဲတဲ့သူတွေကကြတော့ကိုကတအားခက်တယ်ဒီညီမလေးဆိုလဲ9လ6လလဲနေရပေါ့နော်ပျောက်လိုက်ပြန်ဖြစ်လိုက်ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့လဲနေရပေါ့နော်ကိုသက်စေးတောက်ရင်ပျောက်လိုက်ထဲတဲ့စေးထဲရင်ခဏလောက်ပျောက်သွားလိုက်ပြီးလို့ရှိရင်ပြန်ဖြစ်လာပြန်ရောအဲ့လိုမျိုးတွေကိုကြုံကြတာပေါ့နော်တချို့ဆိုလို့ရှိရင်2နှစ်3နှစ်လဲနေတဲ့သူတွေလည်းရှိရပေါ့နော်တချို့ဆိုလို့ရှိရင်4 5နှစ်ကိုအဲ့လိုမျိုးခံစားနေရတဲ့သူတွေလည်းရှိရပေါ့နော်အဲ့ကမှာပေါ့အဲ့လိုပဲဖြစ်တဲ့သူတွေဆိုလို့ရှိရင်ကြတော့ဒီ Harvey Gel ကိုတည်တည်ချာလေးသုံးပေးဖို့လိုအပ်တယ်လူတွေကကြတော့ပေါ့နော်အခုဒီ Harvey Gel လေးတစ်ချောင်းထည့်လိုက်တာနဲ့ကိုနောက်နေကြရင်မလိုက်လို့အဖက်ဖက်တွေမစင်းတော့ဘူးဆိုတာဖြစ်ချင်တာအဲ့လိုမျိုးဖြစ်ချင်လို့မရအောင်ပေါ့နော်သူကကြတော့ဒီအတွင်းထဲမှာရှိနေတယ်တို့ရဲ့ Harvey Gel ကအကြောင်းတရားကိုကိုတာပေါ့နော်အကြောင်းတရားကိုအတွင်းထဲမှာရှိရဲ့ဂေဟာစနစ်ကိုကောင်းအောင်ပြန်လုပ်တာပြန်လုပ်ပြီးအတွင်းထဲမှာရှိရဲ့မကောင်းတဲ့အညစ်အကြေးတွေအကုန်လုံးရှင်းပြမှာပေါ့နော်ရှင်းပြမှာအဲ့ခါကျဒီ Harvey Gel ထည့်လို့ပထမရက်မှာဆိုရင်အထဲမှာပူချင်းလေးခံစားရတယ်နည်းနည်းလေးပူသလိုလေးခံစားရတယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့အထဲမှာရှိတဲ့ရောင်နေတာတွေနာနေတာတွေကိုကုပေးနေလို့ပေါ့နော်ဒုတိယရက်တွေတတိယရက်တွေစအဲ့လိုတွေလုံးဝမဖြစ်တော့ဘူးပေါ့နော်ဒီအေးမြမြလေးပဲသူကသူထည့်လိုက်တာနဲ့ဘာမှမသိတော့ဘူးဆိုဖြစ်သွားနိုင်မယ်နောက်3ရက်4ရက်5ရက်မြောက်တော့တဘူးလောက်ကုန်ခန်းဒီအချိန်တွေမှာဆိုလို့ရှိရင်အတွင်းထဲမှာရှိနေတဲ့မကောင်းတဲ့အရာတွေအကုန်လုံးအပြုတ်လိုက်ကြီးမနဲ့အရာတို့တဲ့အချိန်မှာရှူပေါက်တဲ့အချိန်မှာပေါ့နော်မနဲ့အဖက်တွေအထွေးလိုက်ကြီးပြုတ်ထွက်ကြတာမျိုးတွေကြုံရတဲ့သူတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးထွက်ကြသွားပြီးနောက်ပိုင်းဆိုလို့ရှိရင်တော်တော်ကြီးကိုတက်တာသွားပြီပေါ့နော်တက်တာသွားပြီဆိုတာလုံးဝမစင်းတော့တာမဟုတ်သေးဘူးအဖြူအဲ့လိုမျိုးဒုနာမှုဖြစ်တာအရန်နေသွားပြီးတော့ဒီစပြီးတော့မင်းမကိုရဲ့ဂေဟာစနစ်ကစပြီးတော့ပြန်ကောင်းလာပြီပေါ့နော်ဒီအဲ့လိုမျိုးပေါ့2ဘူးမြောက်လောက်10ရက်လောက်ပြီးသွားပြီထည့်ပြီးသွားပြီဆိုတဲ့အချိန်မှာတော့လုံးဝမလိုက်လို့အဖက်ဖက်စင်းတာလုံးဝကောင်းသွားလိမ့်မယ်ခုနကတော့3ဘူးမြောက်လောက်ပြီးရင်တော့တော်တော်ကြီးကိုဘာမှမဖြစ်တော့ဘူးဆိုတော့ကောင်းသွားချင်းအနေထားမျိုးတွေရောက်လိုက်ပါပေါ့နော်အခုဒီညီမလေးပြောသလိုပဲပေါ့နော်ဒီမှုဆွဲတဲ့ဥစ္စာကတည်တည်ချာချာကုသပါလို့တည်တည်ချာချာမကုဘူးဆိုလို့ရှိရင်ယူတို့တွေခဏကုလိုက်ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့လည်နေလိမ့်မယ်ပေါ့နော်လည်နေတဲ့သူများတယ်ပေါ့နော်အဲအကြောင်းမှုဆွဲတဲ့သူတွေကကြတော့ Harvey Gel လေးကိုသုံးမှုတည်တည်ချာသုံးပေးပါလို့နော်ကဲညီမလေးမျှဝေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမြဲဆုံးပေါ့နော်တက်တာပြောက်ကင်းပြီးတော့ကျန်းမာပါစေ